နောက်ထပ်မင်းမြန်းလာတဲ့အကောင့်နံပါတ်ကကြတော့အမုန်းခံစားဆိုတဲ့အကောက်ကမိထားတာဖြစ်ပါတယ်ဆရာ။သူမိထားတဲ့မိကုံးကကြတော့မိမိ၏အာဏာချက်ဟုထင်ပါတယ်။တောတာပန်တင်ရန်အတွက်ဖြစ်ပျက်ကိုပဲရှုရင်ဟောပြောနေကြပါတယ်။စာပေအရတောတာပန်တင်ရန်ရုံဏကိုပိုင်းခြားသိရမယ်။ရုံဏတို့အကြောင်းအကျိုးကိုသိစေတတ်ရမယ်ဟုသိရပါတယ်ဆရာ။အမှားနဲ့အမှန်ထိုနှစ်ခုကိုဆက်ဆက်ပတ်သက်ပုံတို့ကိုသိလိုပါတယ်ဆရာ။အစဉ်လေးစားအားကိုးလျက်ပါဆရာဆိုပြီးတော့မိထားပါတယ်ဆရာ။ အနည်းဆုံးလေးပြောမယ်နော်သောတာပန်တည်ဖို့ရန်အတွက်တဲ့ယုံ nant ကိုပိုင်းခြားသိရမယ်အကြောင်းအကျိုးကိုဆင်ခြင်ရမယ်အဲ့ဒါလိုပြောခြင်းသည်ယထာဘုဒ္ဓဉာဏ်ရအောင်ပြောခြင်းဖြစ်တယ်အခြေခံအမြင်ကိုပြောခြင်းဖြစ်တယ်တနည်းအားဖြင့်ပြောရင်အန္တပုရိသေယံကလျာဏပုရိသေဖြစ်အောင်တိုးမြှင့်ပြီးပြောခြင်းဖြစ်တယ်ဒါကြောင့်သူသည်အာဓိကလျာဏအစဤကောင်းခြင်းလို့မြည်တယ်မမှားဘူးအဲ့လိုပြောတာလည်းမမှားဘူးနောက်တစ်ခါဝိပဿနာတရားအားထုတ်တဲ့ပုဂ္ဂိုလ်ကဖြစ်ပျက်ကိုပဲထပ်တလဲလဲရှုရမယ်လို့ပြောတယ်အဲ့ဒါလိုပြောခြင်းသည်ဝိပဿနာဉာဏ်ရင့်တန်တည်တဲ့ရင့်တန်အောင်အလယ်ကနေဖြတ်ပြီးပြောခြင်းဖြစ်တယ်ဒါကြောင့်သူ့ကိုမစ္စေကလျာဏလို့ခေါ်ရမယ်မမှားဘူးเนาะမစ္စေအလယ်ကြီးကောင်းခြင်းပဲအဲ့ဒီကနေတပါထပ်ပြောရင်အဲ့ဒီဖြစ်ပျက်ကိုမုန်းအောင်အဲ့ဒီဖြစ်ပျက်ကိုဆုံးအောင်ရှုရမယ်စကားပြောတဲ့နိဗ္ဗာန်ကိုအသင်္ကတကိုခန္ဓာပါလဲယုံ nant သင်္ကတပရမတ်ကခန္ဓာလို့ပြောပြီးလေအဲ့တော့သင်္ကတပရမတ်ကဖုံးထားတာပေါ့ဖုံးထားတော့ယုံ nant ဝဲမြင်ယုံ nant မှာပါရှိတယ်တကယ်တမ်းသမာဓိကောင်းလက္ခဏာပါရှိတယ်ဖြစ်ပျက်ပဲအဲ့တော့ဖြစ်ပျက်ပဲမြင်နေလို့လည်းမပြီးဘူးအဲ့ဒီဖြစ်ပျက်ကိုမုန်းသွားအောင်ဆုံးသွားအောင်မလို့ကျွန်တော်ရှုရတာပေါ့နော်အဲ့ဒါဒီပန်းဝင်နိုင်ဖို့ရန်အတွက်အဆုံးသတ်အခြေအနေကိုပြောခြင်းဖြစ်တယ်နော်ဖြစ်ပျက်ကိုဆုံးအောင်ရှုဒါကြောင့်သူဒီပရိယောတာနာကလျာဏလို့ခေါ်တယ်အဆုံးကောင်းခြင်းလို့ပြောတယ်ဒါကြောင့်အားလုံးကိုတတ်ထုချပြီးပြန်လို့ရင်ယုံ nant ကိုပန်းချမြင်ဖို့အကြောင်းကျိုးကိုဆင်ခြင်နိုင်ဖို့ဒီကလျာဏပုရိသေဖြစ်အောင်ပြောခြင်းအစာဤကောင်းခြင်းဖြစ်တယ်ယထာဘုဒ္ဓဉာဏ်ရအောင်ပြောခြင်းအစာဤကောင်းခြင်းဖြစ်တယ်အာဓိကလျာဏဖြစ်တယ်ဝိပဿနာတရားအထုတ်ရ၌ဖြစ်ပျက်ကိုပဲထပ်တလဲလဲရှုဖို့ကြီးပဲပြောခြင်းသည်အလယ်ကနေကြားဖြတ်ပြောခြင်းဖြစ်တယ်ဝိပဿနာဉာဏ်ရင့်တန်အောင်ပြောခြင်းဖြစ်တယ်မစ္စေကလျာဏအလယ်ကြီးကောင်းခြင်းဖြစ်တယ်ဝိပဿနာဉာဏ်အထုတ်တဲ့အခါမှာဖြစ်ပျက်ကိုဆုံးအောင်အသင်္ကတတက်ကိုဆုံးအောင်ရှုပေါ့နော်မျက်မှောက်ပြုဖို့တဲ့ရှုအောင်ပြောခြင်းသည်နောက်ဆုံးပန်းဝင်မဲ့အခြေအနေကိုပြောခြင်းဖြစ်တယ်အဲ့ဒီအခြေအနေရောက်အောင်အားပေးခြင်းဖြစ်တယ်ဆုံးမခြင်းဖြစ်တယ်ပေါ့နော်ဒါကြောင့်သူဒီပရိယောတာနာကလျာဏဖြစ်တဲ့အတွက်အဆုံးကောင်းခြင်းနဲ့ညီးတယ်သူနီးနဲ့သူယင်ပြီးသူဟန်နဲ့သူတင့်ပါတယ်လို့ဒါလေး